တင်းရဲ့ရည်မှန်းချက်တွေဘာလို့မပြည့်သေးရလဲဒီမေကုန်းကိုကျွန်တော်တို့လောကကြီးကိုဖြစ်ကျွန်တော်ပဲဖြစ်ဖြစ်ကျွန်တော်တို့ကိုးကွယ်တဲ့ဖျားကိုပဲဖြစ်အနေဆုံးဘောမှာတစ်ခါတော့မေးဦးမယ်ထင်တယ်ဒါပေမဲ့ကျွန်တော်တို့တခြားစဉ်းစားပြီးသုံးသပ်ပြီးကျွန်တော်တို့အိမ်မက်တွေကိုဘာလို့ဖြစ်မလာသေးရလဲဆိုတာတွေးကြည့်ဘူးလားမတွေးကြည့်ဘူးရင်ခုတွေးကြည့်အောင်ရှင်းလေးပဲတကယ်တော့အဖြစ်ကကျွန်တော်အိမ်မက်တွေဖြစ်မလာသေးရကကျွန်တော်တို့တွေအိမ်မက်တွေဖြစ်လာအောင်လုံလောက်အောင်မကြိုးစားရသေးလို့ဥပမာကျွန်တော်ကအဆိုတော်တယောက်ဖြစ်ရှင်အဆိုတော်တယောက်ဖြစ်ရမယ်ကြိုးစားမှုမျိုးအရန်ကြိုးစားမှုမျိုးမရှိသေးတော့ကျွန်တော်အဆိုတော်တယောက်ဖြစ်မလာသေးရဒါပေမဲ့ခင်ဗျားအဲ့အချိန်မှာကျွန်တော်တည့်ရခင်ဗျားစိတ်ကစဉ်းစားနေတာဘယ်လောက်ပဲကြိုးစားဖြစ်မလာနိုင်တဲ့အရာတွေရှိတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ဗျာဥပမာငါအမေရိကန်နိုင်ငံရဲ့သမ္မတကြီးဖြစ်ရှင်ဒါပေမဲ့အဖြစ်မှဖြစ်နေတာဆိုကျွန်တော်အကံပြန်ညင်းလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ဘုရားဘာသာမှာဟောထားပြီးသားကြိုးစားရင်ဖျားတော်ဖြစ်နိုင်တယ်ခင်ဗျားမှန်ကန်တဲ့နီလန်းနဲ့မှန်ကန်တဲ့ workload အမောင်းပမာဏထည့်နိုင်ရင်ဘာမှဆိုဖြစ်နိုင်တယ်ဥပမာလေးတစ်ခုပြောပြမယ်ဗျာထပ်ပြီးတော့ခင်ဗျားရဲ့ခုတန်မို့1လို့ထားလိုက်ဥပမာအမေရိကန်သမ္မတရှိဖို့ပဲထားရတာမဖြစ်နိုင်ဘူးခင်ဗျားပြောမှာပဲဟုတ်တယ်မလားသူကြည့်နိုင်ငံသားတယောက်ကအမေရိကန်သမ္မတရှိဖို့ဆိုတော့ဖြစ်နိုင်ဘူးဒါပေမဲ့ဥပမာအမေရိကန်သမ္မတဖြစ်ဖို့ဆိုရင်ခင်ဗျားရဲ့တန်မို့က1000ဖြစ်ဖို့လိုရထားလိုက်ခင်ဗျားရဲ့ခုတန်မို့1ဖြစ်နေတယ်1000ဖြစ်ဖို့ဆိုရင်ခင်ဗျားဘာလုပ်ရမလဲ1ကို1000နဲ့ဆက်မြောက်လိုက်ရင်1000ဖြစ်သွားမယ်1000နဲ့ဆက်မြောက်တယ်ဆိုတဲ့အဓိပ္ပာယ်ကအစ1000ပို့ကြိုးစားလို့ကျွန်တော်ပြောချင်တာအဲ့လိုပေါ့မှတ်ကန်တဲ့နည်းနဲ့မှတ်ကန်တဲ့ direction နဲ့သွားလိုက်ရင်ခင်ဗျားဖြစ်ချင်တဲ့အိမ်မက်ကိုဖြစ်လာမှာသိကြတယ်ဒါပေမဲ့ခင်ဗျားအဲ့လိုမှန်ကန်တဲ့နီလန်းလည်းရှိရမယ်မှန်ကန်တဲ့ကြိုးစားအထောက်အမှုလည်းရှိရမယ်လုံလောက်အောင်လည်းကြိုးစားရမယ်ပေါ့ဗျာအဲ့ဆိုရင်တော့ဘာမှမဖြစ်နိုင်ပါဘူးတကယ်တော့ဘာမှဖြစ်နိုင်မှာမဖြစ်ဒါပေမဲ့အရင်တီလောက်အောင်ခက်ခဲပြင်းမှာမျိုးတော့ရှိရကြဥပမာအမေရိကန်သမ္မတဖြစ်ဖို့ဆိုရင်ခင်ဗျား luck ဆိုရဲကန်တရားလေးလိုလာမယ်ခင်ဗျားတီလောက်အောင်လည်းကြိုးစားရမယ်ခင်ဗျားခုလုံနေရတဲ့အစားအောင်သိန်းလောက်လေးကြိုးစားရမယ်ဥပမာအဲ့လိုမျိုးပေါ့အိမ်မက်တွေမဖြစ်နိုင်တာမဟုတ်ဘူးခင်ဗျားအိမ်မက်ရဲပြီးတော့လုံလောက်အောင်ကြိုးစားလိုက်ရင်ဘာမှမဖြစ်နိုင်တယ်တကယ်ပြောတာဘာမှမဖြစ်နိုင်တယ်မဖြစ်နိုင်တာမဟုတ်ဘူးဝေးပဲပြင်ပန်းမှာဆိုလို့ခင်ဗျားတို့ဖြစ်နိုင်မှာဘူးကွာဆိုပြီးတော့ရက်နေတာဒီတော့ဆက်သွားလိုက်မိကန်တလားမဖြစ်ရင်တော့မှခင်ဗျားဘွားမှာခင်ဗျားခုညာကြည်နေတဲ့တူတယောက်တော့ဖြစ်လာအောင်ပါပဲဘာမှမလုပ်ဖ ೇနေလို့ရင်တော့ခင်ဗျားဘာမှမလုပ်ခဲ့ရအောင်ဆိုပြီးချိန်တယ်နောက်လာရတယ်မှာသိကြတယ် Humanity and success. Inspire, Hori transform, Hori achieve.